ဒီလိုမျိုးခံစားဖို့ကြမှာပါကိုယ့်ရဲ့အတွင်းထဲမှာလေမပြောင်းလဲပဲအမြဲတမ်းရှိနေတဲ့ငါဆိုတဲ့အသည့်တစ်ခုအဲ့ဒီငါကပဲဒီခန္ဓာကိုယ်ထဲကနေလောကကြီးကိုကြည့်နေတယ်ခံစားနေတယ်စဉ်းစားနေတယ်ပေါ့အဲ့ဒီလိုခိုင်ခိုင်မာမာရှိနေတယ်လို့ထင်ရတဲ့အရာကိုပဲကျွန်တော်တို့ကအတ္တလို့ရေးပြေးအောက်ရှင်ခေါ်ကြတာပေါ့ဒါမဲ့လီဗုဒ္ဓဘာသာရဲ့အခြေခံအကျဆုံးအရေးအကြီးဆုံးထွန်းတင်ချက်တစ်ခုကအဲ့ဒီအယူဆနဲ့လုံးဝကိုစန့်ကျင်ဘက်ထင်နေပါတယ်မြတ်စွာဘုရားကဘာဟောခဲ့လဲဆိုတော့အဲ့ဒီလိုထာဝရတည်မြဲပြီးခိုင်မာတဲ့အတ္တဆိုတာတကယ်တော့မရှိဘူးတဲ့အဲ့ဒါကိုအနတ္တလို့ခေါ်တာပေါ့ဆိုတော့ဒီနေရာမှာပဲဗုဒ္ဓဘာသာရဲ့အကြီးမားဆုံးပဟေလီတစ်ခုကစတင်ပေါက်လာပါတော့တယ်ဟုတ်ပြီလေတကယ်လို့ခိုင်မာတဲ့အတ္တဆိုတာမရှိဘူးဆိုရင်တေပြီးသွားတဲ့ခါဘယ်သူအဖြစ်လဲမွေးဖွားတာလဲဘယ်အရာကနောက်ဘဝကိုကူးသွားတာလဲဟုတ်တယ်မလားဒါဟာနှစ်ထောင်ပေါင်းများစွာလူတွေခေါင်းစားပြီးမိခွန်းထုတ်ခဲ့ကြတဲ့အချက်တစ်ခုပါပဲကဲဒီနေ့ဒီအကြောင်းကိုအတူတူဖြေရှာကြည့်ကြတာပေါ့အဲ့ဒီအဖြေကိုရှာဖို့အတွက်ပထမဆုံးခြေလှမ်းနေနဲ့ကျွန်တော်တို့လူဆိုတာကိုဗုဒ္ဓဘာသာရဲ့အမြင်ကနေဘယ်လိုခွဲခြမ်းစီဖြာထားတယ်လဲဆိုတာကိုတစ်ချက်ကြည့်ရမှာမယ်ဒီနေရာမှာအဓိကကျတဲ့အမြင်ပြောင်းလဲမှုတစ်ခုလို့ဖို့လိုလာပါပြီလူဆိုတာတင်ငိမ်နေတဲ့အရာဝတ္ထုတစ်ခုမဟုတ်ပါဘူးအဲ့ဒီအစားအမြဲတမ်းပြောင်းလဲစီးဆင်းနေတဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်ရှင်းအောင်ပြောရရင်နန်တစ်ခုမဟုတ်ပြဲခြေရာတစ်ခုလိုမျိုးပေါ့အဲ့လိုအမြဲစီးဆင်းနေတဲ့ဖြစ်စဉ်ကိုဖွဲ့စည်းထားတဲ့အထက်ကအစစ်ကွိုင်းအစုဝဲတွေကိုတော့ခန္ဓာ၅ပါးပါဠိလို skandhas လို့ခေါ်ပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့တစ်ကျွန်တော်တို့ရဲ့ယောခန္ဓာကိုရူပနှစ်ကတော့ကောင်းတာဆိုးတာအလေလတ်ခံစားမှုတွေဝေဒနာသုံးကအရာလေးကိုမှတ်သားသိမြင်မှုတင်ညာလေးကတော့စိတ်ရဲ့ကြုံပြတ်မှုတွေအလေ့ကျင့်တွေသင်္ခါရနောက်ဆုံး၅ကတော့အရာအလုံးကိုသိနေတဲ့အသိစိတ်ဝိညာဏပေါ့ဟမှန်တော့ကျွန်တော်တို့ကဒီအမြဲတမ်းပြောင်းလဲနေတဲ့အစိတ်ပိုင်း၅ခုပေါင်းစုထားတာကြီးကိုပဲငါဆိုတဲ့အတ္တအဖြစ်နဲ့မှားယွင်းပြီးတော့စုပ်ကင်ထားမိကြတာပါဒီနေရာမှာမျက်ဥမာလေးကအရန်ကိုထိမိပါတယ်စဉ်းစားကြည့်လေမြစ်ထဲကရေရာတစ်စက္ကန့်လေးတောင်ရက်မနေပဲအမြဲတမ်းအသက်ဖြစ်နေသလိုပဲကျွန်တော်တို့ရဲ့ယုံနဲ့နံတရားတွေဟာလည်းအဲ့ဒီလိုပဲအဆက်မပြတ်ဖြစ်လိုက်ပြက်လိုက်နေကိုစီစိမ့်နေတာပါဆိုတော့အဓိကအချက်ကရှင်းသွားပါပြီဒီအမြဲတမ်းပြောင်းလဲနေတဲ့အစိတ်ပိုင်းတွေထက်ကဘယ်တစ်ခုကိုမှဆွဲထုတ်ပြီးတော့ဒါမှငါရဲ့ထာဝရအတ္တပဲလွတ်လက်ညှိုးထိုးပြလို့လုံးဝမရဘူးဆိုတဲ့အတေးပဲပါပဲခေါင်းပြီဒီအထီတော့ရှင်းပြီပေါ့ဒါဆိုရင်နောက်ထပ်မင်းဆရာတခုထားရှိလာပြီဟုတ်ပြီကျွန်တော်တို့ဟာအမြဲစီးစင်းနေတဲ့ဖြစ်စဉ်တစ်ခုပဲဆိုရင်တည်တဲ့အခါမှာဒီဖြစ်စဉ်ကဘာလို့အပြေးတိုင်ရမသွားတာလဲဘယ်အရာကသူ့ကိုဆက်ပြီးတော့မောင်းနေတာလဲအဖြေကတော့တလုံးတည်းပါပဲတဏ craving ဟုတ်ပါတယ်ဒီတဏဆိုတာကပဲဘဝဖြစ်စဉ်ကိုဆက်ပြီးတော့လဲပတ်နေစေတဲ့အဓိကလောင်စာအဓိကစွမ်းအင်ပါပဲဘာကိုတောင်းတတာလဲဆိုတော့ဖြစ်တည်ခြင်းနဲ့တာယာမှုကိုခံစားခြင်းနဲ့ဒုက္ခကိုရှောင်ရခြင်းနဲ့အဲ့လိုအလွန်နှဆိုင်တဲ့တောင်းတမှုကြီးပေါ့အဲ့ဒီတဏဆိုတဲ့လောင်စာကပဲကျွန်တော်ရဲ့ကိုနှုတ်စီကနေထွက်ပေါ်လာတဲ့ရည်ရွယ်ချက်ရှိတဲ့လှုပ်ဆောင်မှုများတမျိုးကိုနောက်ခွဲကနေစွန့်အားပေးနေရပါအဲ့ဒီရည်ရွယ်ချက်ပါတဲ့လှုပ်ဆောင်မှုချက်တွေကိုပဲကျွန်တော်တို့ကကန်လို့ခေါ်တာပါဒီနေရာမှာတည်တည်ချာချာနားလည်ထားဖို့လိုတာကကန်ဆိုတာကြိုတင်သတ်မှတ်ထားတဲ့ကန်ကြမာတွေအားကြီးမဟုတ်ပါဘူးသူကရိုးရိုးလေးပဲကိုယ့်ရဲ့ရည်ရွယ်ချက်ဒီနေရာဖြင့်စေတနာနဲ့ဖိလို့လိုက်တဲ့လှုပ်ဆောင်မှုချက်တိုင်းရဲ့တဘာဝကျတဲ့အကျိုးဆက်တစ်ခုသာဖြစ်ပါတယ်ဒါကိုမျိုးစိတ်ဥပမာနဲ့ဆိုရင်ပို့ပြီးတော့ရှင်းသွားပါလိမ့်မယ်ကျွန်တော်တို့ရဲ့စိတ်တနာပါတဲ့လှုပ်ရတိုင်းဟာစိတ်ထဲမှာမျိုးစိတ်တစီကိုစိုက်လိုက်တာနဲ့အတူတူပါပဲရှင်းလေးပါကောင်းတဲ့မျိုးစိတ်စိုက်ရင်ကောင်းတဲ့ပင်ပေါက်မယ်မကောင်းတဲ့မျိုးစိတ်စိုက်ရင်မကောင်းတဲ့ပင်ပေါက်မယ်အဓိကကတော့အဲ့ဒီစိုက်လိုက်တဲ့စွမ်းရင်ကဘရောမအလကားမဖြစ်သွားဘူးဆိုတာပါပဲကဲအခုဆိုရင်ဒီရှင်းလင်းချက်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီအတ္တဆိုတာမရှိဘဲနဲ့ဘဝတစ်ခုကနေနောက်တစ်ခုကိုဘလို့များကူးပြောင်းဆက်ဆက်သွားတယ်လေအဲ့ဒီအံ့ဩစရာကောင်းတဲ့ရင်တရားအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒီဆက်ဆက်မှုကိုအသေးဆောင်သွားတဲ့အရာဟာအတ္တမဟုတ်ပါဘူးသူကိုစိတ်သားတန်တတိဒါမှမဟုတ်မြန်မာလိုစိတ်အစဉ် mind stream လို့ခေါ်ပါတယ်ဒါဟာအတိတ်ကံတဲ့ရဲ့စွမ်းအင်ဒီကိုတည်ဆောင်ပြီးအဆက်မဖြစ်စီစဉ်နေတဲ့အသီးစိတ်ရဲ့စီးကြောင်းတစ်ခုပါပဲဒီသဘောတရားကိုရှင်းပြဖို့အတွက်အရန်ရတဲ့ဥမာတွေရှိပါတယ်ပထမတစ်ခုကတော့ဖျောင်းတိုင်မီဥမာပါမီးငိမ့်တော့မဲ့ဖျောင်းတိုင်တိုင်ကနေဖျောင်းတိုင်အသက်တစ်ခုကိုမီးကူးလိုက်တယ်လို့မြင်အောင်ကြည့်လိုက်ပါမီးတောက်ကတော့ဆက်ပြီးလင်းနေတာပဲဒါပေမဲ့အဲ့ဒီမီးတောက်အသက်ဟာအရင်မီးတောက်အဟောင်းနဲ့တစ်ထပ်တည်းတူတဲ့မီးတောက်တစ်ခုဟုတ်တော်ရဲ့လားမဟုတ်တော့ဘူးလေနောက်ဥပမာတစ်ခုက
ပဲတင်တန်လို့ပါပဲမူလအွန်လိုင်းကအတန်းမရှိတော့ပြီမဲ့လေအတန်းလိုင်းကတော့အကြောင်းတရားတွေကြောင့်ဆက်ပြီးတော့ခီးနေတော့ပဲမဟုတ်လား နောက်ဆုံးဥပမာကတော့တစိတုံးပါဖျောင်းပြော့ပေါ်ကိုတစိတုံးနဲ့နှိမ်လိုက်တဲ့အခါတစိတုံးကြီးကိုယ်တိုင်ကဖျောင်းပေါ်ကူးသွားတာမှမဟုတ်တာသူ့ရဲ့ပုံစံသူ့ရဲ့အချက်လက်တွေပဲကူးပြောင်းသွားတာပါအဲ့ဒီလိုပါပဲအတ္တဆိုတဲ့အရာကြီးကူးပြောင်းသွားတာမဟုတ်ပဲကန်စွမ်းအားရင်ဒီနဲ့အချက်လက်တွေကသာဆက်လက်ပြီးတော့စီစဉ်သွားတာပါ ဒီရောနည်းနည်းလေးအသေးစိတ်ပြောရရင်ဒီဘဝရဲ့နောက်ဆုံးစိတ်စုတိစိတ်လို့ခေါ်တဲ့စိတ်ကလေးချုံငိမ့်သွားတာနဲ့တပြိုင်နက်ကြားထဲမှာတစ်စက္ကန့်လေးတော့မချပဲအဲ့ဒီစိတ်ရဲ့ကန်စွမ်းအန်ကြီးကနောက်ဘဝအထိပထမဆုံးစိတ်ဖြစ်တဲ့ပရိသန္တိဝိညာဉ်ကိုချက်ချင်းဆိုလို့ဖြစ်ပေါ်စေပါတယ်။ကဲအခုကျွန်တော်တို့ဒီရှင်းလင်းချက်တစ်ခုလုံးရဲ့အထက်အထိပ်တကယ်ကိုအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီ။အဲ့ဒါကဘာလဲဆိုတော့ပြန်လည်မွေးဖွားခြင်းဆိုတော့တေဒီမှဖြစ်တဲ့အဖြစ်အပျက်ကြီးတစ်ခုတည်းမဟုတ်ဘူး။တကယ်တော့အဲ့ဒါဟာကျွန်တော်တို့အသက်ရှင်နေတဲ့ဒီအခိုက်အတန့်တိုင်းမှာကိုဖြစ်ပျက်နေတဲ့အဖြစ်မှန်တစ်ခုပါပဲ။ဒီယူဆကိုခဏက Marana momentary death လို့ခေါ်ပါတယ်။ဆိုလိုရင်ကရှင်းလေးပါ။မွေးဖွားခြင်းရဲ့တည်ဆုံးခြင်းဆိုတာတဘောမှာတစ်ခါတည်းဖြစ်တဲ့အဖြစ်အပျက်ကြီးတွေမဟုတ်ဘူး။အဲ့ဒီစာအလွန်သိငယ်တဲ့အခိုက်အတန့်လေးတိုင်းမှာကိုအဆက်မပြတ်ဖြစ်ပျက်နေတဲ့ဆိုတဲ့တဘောပါပဲ။ ဥပမာပြောရရင်စိတ်ထဲမှာအတွေ့တစ်ခုဖြတ်ခနဲပေါ်လာတယ်အဲ့ဒါမွေးဖွားခြင်းတစ်မျိုးပါပဲခံစားချက်တစ်ခုရွတ်တရက်ဝုန်းကနေဖြစ်ပေါ်လာတယ်အဲ့ဒါလည်းမွေးဖွားခြင်းတစ်မျိုးပါပဲဒီတော့အဲ့ဒီအတွေ့အဲ့ဒီခံစားချက်လေးကမလွဲမထွေးပဲလေပြန်ပြီးတော့ခြုံငင်းပြက်ကွယ်သွားရောအဲ့ဒါကတော့တည်ဆုံးခြင်းတစ်မျိုးပေါ့တကယ်လို့ကျွန်တော်တို့အားလုံးဟာဒီလိုအလွန်သေးငယ်တဲ့ဖြစ်လိုက်ပြက်လိုက်တန်တရားလေးထဲမှာအမြဲတမ်းလဲပတ်နေကြတာပါဒါကြောင့်အဆုံးသက်အနေနဲ့စဉ်းစားစရာမိခွန်းလေးတစ်ခုနဲ့ညီကုံချုပ်ချင်ပါတယ်။အခုဒီအခိုက်အတန့်ဟာအရင်အခိုက်အတန့်ကပြုလုပ်ခဲ့တဲ့ကံဒီကပုံဖော်လိုက်တဲ့ဖြစ်တည်မှုအသစ်တစ်ခုဆိုရင်အခုလာမယ့်နောက်ထပ်အခိုက်အတန့်မှာတော့ဘလို့အရာမျိုးကိုဖန်တီးကြမလဲ။အဲ့ဒီအဖြေကတခြားပင်မှမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့လက်ထဲမှာပဲရှိနေပါတယ်